ပြေအလေပိုင်းမကွေးတိုင်းကဒီဝဲတော်သုံးလာတော့ပြောစရာကြီးမင်းမျိုးကရွှေစစ်တော်မြမပြေအလေပိုင်းမကွေးတိုင်းကဒီဝဲတော်သုံးလာတော့ပြောစရာကြီးမင်းမျိုးကရွှေစစ်တော်ကျွန်တော်နဲ့သူဖျားဆုံးခုပြောစရာခီးလေးသူသွားကြမယ်တော့ကျွန်တော်မင်းလေးတွေစိတ်ဆိုးတယ်ဝီလီဝီကောက်လမ်းကလေးမောင်တွားကြစို့သူပြောပြောဖူးကြမယ်ရွှေစစ်တော်မချောင်းရည်သူချိုးဘောဝင်စီလို့ပြောခြင်းပြောအပန်းပြေစရာတော့အတူဖူးကြမယ်မရွှေစစ်တော်အုံတွေခောက်ပါပေါ်စွမ်းကကြမယ်အောက်ဆက်တော်ဖယားဝန်တွေဩငါရောက်ဇီးကြီးလေးတွေတကြောကြောအုံမောင်တွေခောက်ပါပေါ်စွမ်းကကြမယ်အောက်ဆက်တော်ဖယားဝန်တွေဩငါရောက်ဇီးကြီးလေးတွေရင်လာတော့စောက်တော့ဆရာကြီးဆိုလာတော့စွမ်းကချင်တာကိုရတော့စွမ်းကချင်တာကိုရတော့စောက်တော့ဆရာကြီးဆိုလာတော့စီစီရီဩငါရောက်လူရာရတဲ့မရွှေဆက်တော်ဆက်တော့ရှောက်ခါသွားဒီကလေးလေးတွေမိကြလူပြောနှစ်ဖူးပြမချွေးလေးဆိုကျွန်တော်တုတ်ပေးတဲ့ဒီရွှေလေးတော့ဆက်တော့တစ်ထောင်နာနောက်တော့ဘာကသူကဖူးမျိုးခယူကလေးလေးမဆွေကြောစရာလေးတစ်မျိုးလာတော့ဒီရှက်တွေအတူအမတ်တရားလေးချွေဆက်တော်မြစ်ချောင်းနဲ့ဒီခွာကဝေကြမင်းတော်ဝေကြီးမင်းတော်သွားချစို့သူပြောပြောသွားရပါစို့သူပြောပြောဖျားဘူးလာတော့မင်းဘူးမျိုးကမရွှေဆက်တော်